Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကြောက်စင်မြို့မှာရှိတဲ့ရွှေသိန်းတော်မြတ်စွာဘုရားကိုခုနမီတာစုတွားရောက်ပူမျောတဲ့ blog လေးဖြစ်ပါတယ်ခုမြင်နေရတဲ့ရွှေသိန်းတော်တောင်တော့ခုနတက်တူကျောင်းသူကတော့တစ်ခေါက်တက်ဖို့တယ်ဒါပေမဲ့ဒီတစ်ခါတော့မတက်တော့ပါဘူးဒါကတော့ဘုရားအဝင်လန်းလေးဖြစ်ပါတယ်သူကကားပါကင်နေရာလည်းတော်တော်လေးကျယ်ပါတယ်အဲ့တော့ကားနဲ့ဘုရားလာဖို့တဲ့သူတွေအတွက်ဆိုလို့ရှိရင်ကားပါကင်ထားတာတော်တော်လေးအဆင်ပြေပါတယ်ဒီရွှေသိန်းတော်ဘုရားရဲ့ထူးခြားချက်ကတော့ဆူတောင်းအဋ္ဌံပြည့်တာပဲဖြစ်ပါတယ်ခုကတော့ခုနကကတော့ဝဲသွားဝယ်နေရဖြစ်ပါတယ်ဒီဆိုင်လေးကတော့ခုနရွှေသိန်းတော်ဘုရားကိုလာတိုင်းဒီဆိုင်လေးမှာပဲအမြဲတမ်းဝယ်ဖြစ်ပါတယ်ငါပြီးတွေ့ရဘေးဥစားနောက်ဆုံးရတယ်ဒါလေးဟုတ်ဆိုင်ကကတော့ဝယ်တဲ့သူတိုင်းကိုပရိတ်ရေလှုပ်ဖို့ဒီလိုမျိုးရေတက်မှုလေးတပူလက်ဆောင်ပေးပါတယ်ဒါကတော့သူတို့ဆိုင်ကနေပြီးတော့ဗောနော်ဒီဘုရားရင်မြင်တော်အထိကိုလိုက်ပြီးတော့ပို့ပေးပါတယ်ဘုရားရင်မြင်တော်မှာဆိုလို့ရှိရင်ခုလိုဆူတောင်းဒိဋ္ဌံပြုတဲ့ကတော့ဝဲတဲ့အများကြီးကိုတွေ့ရမှာဖြစ်ပါတယ်ခုနလိုချင်တဲ့ဆန္ဒလေးကိုဆူတောင်းခဲ့ပါတယ်ကန္နာဂုဏီတိုက်ထဲကရွှေသိန်းတော်မြတ်စွာဘုရားကိုလည်းပဲတွားရောက်ဖို့မြော်ပူဇော်ခဲ့ပါတယ်ဖျားရည်တရားရည်ကတော့တကယ်ကိုအေးချမ်းပြီးတော့စိတ်နှလုံးကိုကြည်နူးစေပါတယ်ဒီနေ့ခုနပြုခဲ့တဲ့မြတ်ကုသိုလ်အားလုံးကိုခုနှစ်သားသမီးပေါင်းအားဝေမျှပါတယ်အားလုံးထပ်တူရရှိကြပါစေနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်